အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဆန်တော်ရှင်ကြိတ်တီကိုအလဲတကောက်ခေါ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူမှာ F08 တို့ကကြိတ်တီကိုအလဲခေါ်သွားမှာပဲဖြစ်ပါတယ်ချေယူစီတီတို့ကတော့မြန်မာနိုင်ငံမွန်ပြည်နယ်ကြိုက်ထုံမြို့နီးပေါင်းလုံးတောင်ပေါ်မှာတည်ရှိတဲ့စီကြီးတစုဖြစ်ပါတယ်မွန်ပြည်နယ်ကြိုက်ထုံမြို့မြောက်ဘက်16မိုင်ကွာတွင်တည်ရှိပါတယ်မြန်မာပြည်မှာလာပြီးဖြစ်စီရန်ကုန်မြို့ဘက်မှာလာပြီးဖြစ်စီဘုရားကြီးမြို့ဝမ်းမြို့တို့မှာတစဉ်စတောင်းတရားကိုကြိုဖြတ်ပြီးလာရောက်နိုင်ပါတယ်ရိတ်တဝဲရေတို့ဘက်မှာလာလေဖြစ်စီမော်လမိုင်မြို့မှာတဆင်တန်ဝင်မော်လမြိုင်တရားကိုဖြတ်ပြီးလာရောက်နိုင်ပါတယ်ချေယူဟူသောအမည်မှာကြိုက်တီယိုဟူသည့်မိုဘိုင်းစကားမှာဆင်းသက်လာတာဖြစ်ပါတယ်အတိတ်ပဲမှာကြိုက်ဖျားတီးရတဲ့ရိုးရွက်သည်ရကေဦးကောင်းပြည့်ရွက်တော်ဖျားဟုဆိုလိုပါချေယူစီကျော်သည်မြတ်စွာဘုရား၏ဆန္ဒရှင်ကိုထပ်ပနာ၍တည်ဆောင်ထားသောကြောင့်တကူတီးတီဟုယုံကြည်ကူးကွယ်ကြပါတယ်ချေယူတောင်ပေါ်သို့ရောက်ရင်တောင်ကြီးကြီးကေမွန်စကန်မှာတောင်တကားများဖြင့်တက်ရောက်ကြပါတယ်ကေမွန်စကန်မှာတောင်ပေါ်အထိခြေချင်းတက်ရောက်ရလေသွားနိုင်ပါတယ်ကင်မရာစကန်မှာကြိတ်တီယိုဖျားတို့ထင်းတက်မီဆိုပါကစကန်ပေါင်း38ခုကိုပြတ်တန်းသွားရပါတယ်ခရီးအရှိမှာ9မိုင်ခွဲခန့်ရှိပါတယ်ကင်မရာစကန်မှာကြိတ်တီယိုဖျားအထိခြေချင်းတက်မီဆိုပါကပုံမှန်တက်နိုင်သူများအတွက်3နာရီသို့မဟုတ်4နာရီခန့်ကြာမြင့်ပါတယ်အေးအေးဆေးဆေးနားရင်သွားရင်လုပ်မည်ဆိုပါကအဲ့ဒီထက်မကကြာမြင့်နိုင်ပါတယ်ကားလမ်းမတက်မီဆိုပါကကင်မွန်စကန်တောင်တက်ကားဂိမ်းမှာတောင်တက်ကားများဖြင့်တက်ရောက်နိုင်ပြီးစခန်း10ခုတရား14ခုတို့ကိုဖြတ်တန်းလျက်အချိန်1နာရီအတွင်းရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်တောင်စင်းလမ်းများဖြစ်တဲ့အတွက်ရေချခိုင်မှုရှိစေရန်အတွက်နှစ်စဉ်ဖျားပွဲတော်မပွင့်မီနက်ဘက်ခန့်အလိုတွင်ပြည်내အစိုးရအဖွဲ့အစည်းအဝေးဖြင့်ပြည်내ကညာနာဌာနမှရေချခိုင်မှုအားစစ်ဆေးပြီးတတ်မှတ်အရေးချင်းနှင့်ဖြစ်မိသောတောင်တန်းရင်များကိုသာတက်ရောက်ခွင့်ပြုတာပဲဖြစ်ပါတယ်။ကြိုက်တီယိုတောင်ကြီးကင်မိုဆက်ကမှာစေရောရှိရာတောင်ပေါ်ဒီကားဖြင့်တက်ရိုက်တက်လို့လည်းရပါတယ်။ခရီးတဝက်ဖြစ်တဲ့ရတိတောင်စခန်းမှာရနာပြီးကောင်းကင်ကျိုးရင်များဖြင့်တက်လို့လည်းရပါတယ်။ကင်မိုစခန်းမှာတောင်ပေါ်သို့တက်ရာတွင်တောထက်ထက်ကိုဖြတ်၍တောင်ပတ်လန်တွင်ကွေကာဝက်ကကာစီယာတီမှာပျော်စရာလေးကောင်းပါတယ်။ရင်ဖိုးစရာလေးကောင်းပါတယ်။ကာစီရင်သဘာဝပတ်ဝန်းကျင်ကိုကြည့်ရသည်မှာကြည်နူးစရာလေးဖြစ်ပါတယ်။တောင်ရင်မြေဤလေကောင်းလေတန်းကိုရှူရှာရသည်မှာစိတ်နှလုံးလန်းဆန်းစရာလေးဖြစ်ပါတယ်။ကောင်းကင်ကျိုးရင်စီရသည်မှာလည်းထူးခြားသောအတွေ့အကြုံတွေများကိုရရှိစေပါတယ်။အထီယိုတောင်ပေါ်သို့ရောက်ရင်မော်တော်ယာဉ်ရနာစခန်းမှာဖြစ်စေကောင်းကင်ကျိုးယာဉ်ရနာစခန်းမှာဖြစ်စေရေမြင့်တော်ရှိရာသို့10မိနစ်ခန့်လမ်းလျှောက်ရပါတယ်။တောင်ပေါ်လမ်းတစ်လျှောက်တွင်ခရီးသည်များနာခုရန်နားနေဆောင်များစားတောက်ဆိုင်များဈေးဆိုင်များတဲခုကမ်းများရှိရာစိတ်ကြိုက်နားနေနိုင်ပါတယ်။တကြီးရွယ်ဦးများမတန်ဆွမ်းသူများသည်ရင်ပြင်တော်ရှိရာသို့အထက်သမားများဖြင့်တက်တောင့်တက်တာသွားရောက်နိုင်ပါတယ်။ချိုက်ထီယိုဖျားပွဲတော်ကိုကျင်းပချိန်မှာနှစ်စဉ်တပူရဲလာမှတကူလာအထိပဲဖြစ်ပါတယ်။ပွဲတော်အချိန်တွင်မြန်မာနိုင်ငံအရရက်မှာထောင်တောင်းမကသောဖျားမှုများလာရောက်ဖူးမြော်လေးရှိကြပါတယ်။ယနေ့ခေတ်တွင်နိုင်ငံတကာမှာကမ္ဘာလက်ခီးသည်များပါလာရောက်ကြသဖြင့်ရခင်ကားထက်များစွာစီစားလာပါတယ်။စိုက်ထီယိုးစီဒီတော့တည်ရှိနေပုံမှာအလွန်အဝေးကောင်းလာပါတယ်။ကြီးမားမဆောင်သောကြောက်ဆောင်၏အစွန်တွင်လုံးပတ်ပေ90ခန့်ရှိသောကြောက်တုံးကြီးတစ်တုံးရှိပါတယ်။ထိုကြောက်တုံးကြီးသည်တောင်ဆောင်အပြင်ဘက်သို့တဝက်နီးပါးထွက်နေပါတယ်။ထိုကြောက်တုံးကြီးသည်ရတိကြီးဦးကောင်းနဲ့တူတယ်။ကြောက်တုံးကြီးကိုထွင်းထူပြီးမြတ်စွာဘုရား၏ဆံတော်တဆူကိုထာပနာခဲ့ပါတယ်။ထိုကြောက်တုံးကြီးပေါ်တွင်ကြိုက်ထီယိုးစီဒီတော်ကိုဖူးမြော်နိုင်ပါတယ်။စီဒီတော်၏ညံတော်သည်15ပေရှိပါတယ်။စီဒီတော်ကိုလုံးတော်ပြေရွှေဆိုင်များကတ်လူထားပါတယ်။စီဒီတော်တည်ထားရာကြောက်တုံးကြီးကိုလည်းဘုရားဖူးများကရွှေဆိုင်များကတ်လူကြပါတယ်။ထို့ကြောင့်လည်းကြိုက်ထီယိုးစီဒီတော်သည်ရွှေရောင်တဝင်းဝင်းဖြင့်အဝေးမှဖူးမြော်ကြည့်လျင်ဖြင့်ကြီးညိုစရာကောင်းလာပါတယ်။ကြိုက်ထီယိုးရင်မြင်တော်သည်အကျယ်ဝင်းအားဖြင့်ရှစ်တမကုနာဧကတာရှိပါတယ်။ကြိုက်ထီယိုးဖျားရင်မြင်တော်ပေါ်ရှိဖိုးဖိုးကြီးနေယုံနဲ့ကြိုက်ထီယိုးဖျားမြောက်ဖက်ရှိချီကံပါဇက်ခေါ်ကြောက်ကူနေရာတို့မှာဖျားဖူးများဆူတောင်းအတိတ်တံပြု၍အမွှေးနဲ့သာပတ်ပြန်းခြင်းပတ်စံပစ်ထည့်ခြင်းများပြုလုပ်သောနေရာဖြစ်ပါတယ်။ကြိုက်ထီယိုးစေတီတော်ကြီးကိုတွားရောက်ကူမြော်သောဖျားဖူးများခရီးသည်များသည်ကြိုက်ထီယိုးအနီးပတ်ဝန်းကျင်ရှိရေတကွန်ချီကံပါဇက်မုတ်ဆိုးတောင်းစားတဲ့နေရာတွေကိုလည်းတွားရောက်လဲပတ်နိုင်ပါတယ်။ကြိုက်ထီယိုးသည်တီနေပုံစံကျခြင်းရေမြေတောတောင်သဘာဝပတ်ဝန်းကျင်တာယာလှပခြင်းတို့ကြောင့်နှစ်စဉ်တွားရောက်လဲပတ်သူများများပြားလာပါတယ်။ကြိုက်ထီယိုးသည်မြန်မာနိုင်ငံတွင်သာမကကမ္ဘာတွင်မှထင်ရှားကျော်ကြားသည့်နေရာတစ်ခုဖြစ်တဲ့အတွက်ကမ္ဘာလက်ခီးသည်များလည်းစိတ်ဝင်စားစွာဖြင့်လာရောက်လဲပတ်ကြပါတယ်။
တစ်နှစ်ပတ်လုံးတက်ဝင်လှုပ်ရှားနေတဲ့ကြိုက်ထီယိုစေတီတော်ကြီးဒီဗုဒ္ဓဘာသာဝင်မိဘပြည်သူများတွားရောက်ဖူးမြော်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကြိုက်ထီယိုစေတီတော်ကြီးကိုမဖူးမြော်ဘူးသေးတဲ့ဖျားဖူးများနဲ့မိဘပြည်သူများအနေဖြင့်လည်းမဖြစ်မနေတွားရောက်ဖူးမြော်ကြဖို့အကြံပြုလိုက်ပါတယ်။